အခုကြည့်နေတဲ့သူတွေထဲမှာဘောလုံးပရိသတ်တွေပါလို့ရှိရင်ဘောလုံးလောကကနိုင်ငံရေးနဲ့မရောရှက်ရဘူးဆိုတော့ FIFA ရဲ့စီကံကိုသိကြမှာပါ FIFA ရဲ့တမန်နီစီကံဟာဘယ်တော့မှလွဲချော်ခြင်းမရှိခဲ့ပါဘူးဒါပေမဲ့အခုနောက်ဆုံးသတင်းတွေမှာတော့သမ္မတ Trump ရဲ့တောင်းဆိုမှုကြောင့်အနီးကပ်ပြတာကို FIFA ဖွဲ့ချုပ်ကနေပြီးတော့ခေတ္တရပ်ဆိုင်းခဲ့ပါတယ်အဓိကကတော့အမေရိကန်တိုက်စစ်မှုရခဲ့တဲ့အနီးကပ်ကိုဖျက်သိမ်းပေးဖို့အတွက်သမ္မတ Trump ကတောင်းဆိုခဲ့ရနေပြီးတော့ဒီကိစ္စတွေဖြစ်လာတာပါဒီကိစ္စကိုအနှင်းခွက်နဲ့ပြတဲ့အချိန်မှာအမေရိကန်နိုင်ငံသားအများစုကမမျှတဘူးလို့ဆိုပါတယ်ဒါကြောင့်ပဲသမ္မတ Trump ဟာဒီကိစ္စကို FIFA စီကိုစာရေးပြီးတော့အကြောင်းကြားခဲ့တာပဲဖြစ်ပါတယ် FIFA ကလည်းသဘောတူပြီးတော့သမ္မတ Trump ရဲ့တောင်းဆိုချက်တွေကိုဖြည့်ဆည်းပေးခဲ့ပါတယ်အမေရိကန်ပြည်သူတွေကတော့ FIFA ရဲ့တောင်းဆိုချက်ဟာမှန်ကန်တယ်ဆိုပြီးတော့ချီးကျူးနေပေမဲ့ကမ္ဘာတလွှားတော့ဝေဖန်တဲ့တွေစူးစူးညံ့ညံ့ဖြစ်ပေါ်နေပါတယ်ဒါဟာ1962နောက်ပိုင်းမှာပထမဆုံးအကြိမ်အနီးကပ်ပြပြီးတဲ့နောက်မှာဒီလိုစီကန်းကိုပြန်လဲပယ်ဖျက်လိုက်တာပဲဖြစ်ပါတယ်ဩစတြေးလျအသင်းကောင်းဆောင်ဟောင်းကတော့အမေရိကန်နိုင်ငံကဒီဆုံးဖြတ်ချက်ကိုလိုက်နာရမှာပါဒါမျိုးနိုင်ငံရေးဝင်စွက်ဖက်တာဟာတကယ်ကိုဘောလုံးလောကအတွက်တုံ့လုံးစရာပဲဆိုပြီးတော့ဝေဖန်ချက်ထုတ်ပြန်ခဲ့ပါသေးတယ်ခုဆိုရင်တော့ online မှာဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဝေဖန်တဲ့တွေစူညံနေပြီးတော့ Belgium နိုင်ငံကတော့ဥပဒေအကြောင်းအရဒါကိုဖြေရှင်းသွားမယ်လို့ဆိုပါတယ်ခုကြည့်နေတဲ့သူတွေရောဘယ်လိုထင်လဲခင်ဗျကျွန်တော်ကဘောလုံးအကြောင်းသေချာမသိတာမို့လို့ comment မှာပြောသွားပေးခဲ့ပါအောင်နော်